အားလုံးမင်္ဂလာပါဘောနော်။နေရာကျစကူရှီလေးညှစ်ပြပါဆိုလို့စကူရှီလေးညှစ်ပြလိုက်ပေါ့နော်ဒီမှာပါ။ဒီစကူရှီလေးရှိမယ်ပေါ့နော်ဒီမှာ။တိတ်လို့မရခဏလေး။စကူရှီလေးပေါ့နော်ညှစ်လို့ကောင်းပါရဲ့။ဒါတိတ်မီနာမည်ဘယ်လိုခေါ်လဲလို့လဲကွန်မန့်တစ်ခုတွေ့ရတယ်ပေါ့နော်။နာမည်ကကြောက် AV ပါ။ AV ပေါ့နော်။ AV မှာတိတ်မရှိလို့ပေါ့နော်။တက်ရကုန်သွားပါပြီ။အားနဲ့ဒီမှာကိုလည်းရှိရကွာကိုတော့ကိုရောင်းလည်းရှိရဒီနေ့ပေါ့နော် City Market သွားရနေပေါ့နော်မမတယောက်တွင်မမတယောက်ကကျတော့လက်ဆောင်ပေးလိုက်တယ်ပေါ့နော်ချစ်စရာလေးအဲ့မချစ်စရာလေးပေါ့နော်တားချော့ပါရဲ့ပေါ့နော်ဟာဒါလေးပေးလိုက်ပါဒါဘူးမှာ3500ရှိပါတယ်နည်းနည်းပဲကြံတော့ပါလေအပြည့်ပေါ့နော်အပြည့်ပါတယ်ဟုတ်လာဘူးစတီကာရေပေါ့နော်ပြပါပါတယ်ဘွားရဒီမှာပေါ့နော်ဒါလေးရောနော်အဲ့ဒါလေးပြလိုက်ပါတယ်ကူရှီကကြတော့ခုမှ4ခုပဲရှိသေးပါတယ်ပြမှာပေါ့မတစ်ခုပေါ့နော်အဲ့တော့ဒါနဲ့ဆုံး2ခုပေါ့နော်ဒါလေးကြအသေးလေးလောက်ထားတာပေါ့နော်လေးနဲ့ဆို4ခုပါအဲ့4ခုပဲရှိအဲ့တော့ပြမယ်ပေါ့နော်ခဏလေးမှာပါခုမှ4ခုပဲရှိသေးပါတယ်ပေါ့နော်မယုံပါဆိုလို့ပြတာဖြစ်ပါတယ်ဒါကဘယ်လိုလဲဆိုတော့အမတို့သိကြမယ်လို့မထင်ပါဘူးပြမယ်ပေါ့နော်အဲ့ဒါ AV ငယ်ငယ်တော့ပေါ့နော်2019ဘွားကြောက်ပေါ့နော် AV မမလေးဝယ်လာပါတယ်ဘွားပေါ့နော်ဒီချိုးရမ်းကြိုက်ပါတယ်ဘွားမနေ့ကမေကကြတော့ ride လေးဝယ်ပြီးတော့ ride လေးရမ်းကြိုက်ပါတယ်ဘောရောဘောနော်ချမ်းရရဒါလေးရကြကျောင်းဝတ်တငယ်ချင်းပေးတာဖြစ်ပါတယ်အဲဒီမှာတော့ဘာမှမရှိဟာဒီလှလို့ပေါ့နော်ဆုံးကြီးလာအောင်ခဏနာရွက်တက်ကြည့်ဖို့အတဲတို့သူ့တာ3 3နာရီအလုံးမမမနောက်ဖက်ညာပြန်ဆုံရမယ်